Hello ဒါ Python နောက်ဆုံး Python ကို2026မှာဒီကြုံရမယ်ဆိုတဲ့အားလေးတွေကိုပြောင်းလာဖြစ်ပါတယ်ဆိုတော့ Python တွေကဒါအရှိရနေကြည့်တဲ့ Python တွေထပ်အများကြီးပြန်ကောင်းတဲ့လူတွေဖြစ်ပါတယ်ဆိုတော့ကြည့်အောင်ပေါ့နော် oops ဆိုတော့အကြံစီတွေရှိတယ်အင်တာဗျူးတွေပါလေဖြေတာတွေပြီးတော့ဟိုပါပေါ့နော်ဆိုတော့နိုင်ငံခြားသွားမယ့်ကိစ္စကိုကအဲ့လိုကြောင်းတက်ပြီးတော့နိုင်ငံခြားသွားဖို့လုပ်နေရတယ်ဖြစ်ဖြစ်အားလုံးပေါ့နော်ဆိုတော့အားလုံးကအဆင်ပြေသွားလိမ့်မယ်အားလုံးကအလုပ်ဖြစ်သွားလိမ့်မယ်ဆိုတော့သဘောကိုပြောချင်တာဖြစ်ပါတယ်ဆိုတော့လုံးဝပေါ့နော်ဒီမှာဆိုလို့ရှိရင်အောင်မြင်မှုကိုမှစစ်စစ်ကြိတ်ပြောပြထားတာဒီမှာကတော့ antivirus ကိုပြောရတယ်ဆိုတော့စူးစမ်းခြင်းရဲ့ရလဒ်ကိုပြောရပေါ့နော်ဆိုတော့ကိုကအဲ့လိုဒီနေ့မတိုင်ခင်တွင်မှာအများကြီးအလုပ်တွေရှောက်ခဲ့တဲ့အလုပ်တွေစူးစမ်းခဲ့တယ်ဒါမှမဟုတ်ရှင်ကိုကအဲ့လိုပေါ့တင်တဲ့အများကြီးတက်ပြီးတော့စူးစမ်းခဲ့တယ်ပေါ့နော်ကိုဖြစ်ချင်တဲ့ဆန္ဒအရေးချက်တစ်ခုခုကိုစူးစမ်းခဲ့တယ်အဓိကပြောနိုင်ငံခြားသွားမယ့်ကိစ္စကိုမြင်တယ်ပေါ့နော်ဆိုဘယ်လိုကြီးလဲမသိနိုင်ငံခြားသွားမယ့်ကိစ္စကိုမြင်တယ်အလုပ်တွေစူးစမ်းခဲ့တဲ့ဟာတွေမှန်သမျှကအခုဒီအချိန်မှာအောင်မြင်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဒီ2016မှာ2016ရဲ့အစပိုင်းမှာနေအောင်မြင်လိမ့်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တိုးရတရိတ်ဆန်တွေအများကြီးတွေ့နေရတယ်ဘယ်လိုဖြစ်လဲမသိဘူးဆိုတော့အဓိကကအတိုင်းကြိုက်ကြတယ်မှာအောင်မြင်မယ်ဆိုတဲ့သဘောမျိုးပေါ့နော် the snake အတိုင်းခိုက်နေကြတယ်မှာအောင်မြင်မယ်ပြီးတော့ကိုကပေါ့နော်ဟိုဘယ်လိုပြောအောင်လဲအဲ့ဒါ snake ကြိုက်တာလားအော်အေးမဟုတ်မျက်လုံးမှားဒီမှာဆိုလို့ရှိရင်အဓိကအဖြစ်ကတော့ဒီနှစ်ခုကတော့နည်းနည်းတော့ဆက်ဆက်မှုရှိနေတယ်လို့ပဲเนาะဆိုတော့ဒီအဓိကကတော့လေအဓိကကတော့ဒီလိုပေါ့ဟိုမကောင်းတဲ့ပုံစံမှာကိုကစူးစမ်းရုန်းကန်နေရတယ်မကောင်းတဲ့ပုံစံဆိုတော့ကိုကိုမကောင်းတဲ့စကားတွေပြောတဲ့ပုံစံကိုဘယ်လိုပြောစူးစမ်းနေတော့မဖြစ်နိုင်တော့ဘူးမလုံးနဲ့တော့ဖြစ်နိုင်ဘူးအဲ့လိုမျိုးဆက်ပြီးပြောပြီးတော့စိတ်တက်အမျိုးမျိုးကြအောင်လုပ်တဲ့ပုံဝင်ချင်းဒါမှမဟုတ်ရှင်မိသားစုလည်းဖြစ်နိုင်တယ်ပေါ့နော်မိသားစုသူတို့ကသူတို့မသိဘဲနဲ့လုပ်လိုက်မိတဲ့ဟာတွေဖြစ်နိုင်တယ်အဲ့လိုမျိုး toxic ဖြစ်တဲ့နေရာကနေရုံထွက်သွားပြီးတော့ကိုနိုင်ငံခြားကိုရောက်သွားတာမြင်ရတယ်ပေါ့နော်ပြီးဆိုတော့ဒီကနေလွတ်မြောက်သွားတယ်ဆိုတော့အထိပ္ပယ်ကိုလည်းမြင်ရတယ်ဒီရဲ့ဘိုင်းမှာပေါ့နော်ဒီရဲ့ပုံလေးတွေမှာလွတ်မြောက်သွားတယ်ဆိုတော့အထိပ္ပယ်ပေါ့ဒီငှက်လေးပေါ့နော်ဒီကနေသွားပြီးလွတ်မြောက်သွားတယ်ကိုသွားချင်တယ်သွားလို့ရတယ်ဆိုတဲ့အထိပ္ပယ်မှာသွားပြီးတက်ရောက်တယ်ပေါ့နော်အဓိကအဖြစ်ကတော့ဂျမ်မီယာကတော့ဆိုလို့ရှိရင်ကိုအားကိုပြီးတော့ယုံထွက်နိုင်တဲ့တက်တီးကိုအားကိုနိုင်ပြီးတော့ဟိုတရက်တနေ့တည်းမှာပေါ့နော်ရှင်တန်နိုင်ရဲတဲ့ဆွမ်းအားတတိတွေကိုရအောင်မှာဖြစ်ပါတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီမှာဒီကောင်ရဲ့ဟိုကအထိပ္ပယ်က Aries ရဲ့အထိပ္ပယ်နဲ့လည်းတက်ရောက်မှုရှိတယ်ပေါ့နော်သက်ဆိုင်မှုရှိတယ်ပေါ့နော်ဆိုအဲ့လိုပုံစံမျိုးတွေတွေ့တယ်အကိန်းမှာကွာဆက်အခုကကွာဆက်တန်းမအောင်သေးဘူးခုကြည့်နေလို့ဆက်တန်းကိုအောင်ချင်းတယ်ဒါပေမဲ့ဆက်တန်းအောင်ဖို့အတွက်ကိုဘယ်လိုပြောအောင်ဖြစ်နိုင်ဘူးလို့စိတ်တွေကထင်နေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုမြင်လာတဲ့ဒါဆက်တန်းအောင်ပြီးတော့မှတ်လိုက်တော့ဆက်တန်းအောင်ပြီးတော့မှတ်လိုက်တော့ဘယ်လိုလဲဆိုတော့ဒီကောင်ကလုံးဝကိုအောင်မြင်ရမယ့်စာချောင်းပါတယ်။ Science တခုအနေနဲ့ဆိုလို့ရှိရင်ဒီအောင်မြင်မဲ့ကိစ္စကိုပဲသူကစတိုက်ပြောနေတာပေါ့နော်။ဆိုတော့အကယ်၍ဒါကိုကတိတ်ပြီးမှန်ကန်တဲ့ကိုနဲ့မကိုက်ညီတဲ့ကျူရှင်မှာသွားတက်နေတယ်ပဲဆိုတော့အဲ့လိုမျိုးနေတယ်ဆိုလို့ရှိရင်တော့ကိုကကိုယ့်ဘက်ကကိုရုံထွက်နိုင်တဲ့ဟို strategy ပေါ့နော်နီးပြဟာတွေနဲ့ကိုအများကြီးကိုယ့်ဘက်ကကိုပြန်ပြီးတော့ကယ်ဝန်းနိုင်တယ်ဆိုတော့အထိပ္ပယ်ပေါ့နော်ဆိုတော့ဒါအောင်မြင်မှုအခက်ခဲဂျားတွေထဲကအောင်မြင်မှုကိုရည်ညွှန်းပါတယ်နောက်တစ်ခုကအောင်မြင်တာကြီးပဲပြောနေရတယ်နည်းနည်းဤလာပြီတကယ်လည်းအောင်မြင်နေတာပဲဘာဖြစ်လို့လဲဒီမှာဆိုလို့ရှိရင်ဒါကတော့ကြပြောတဲ့အတိုင်းပေါ့နော်တော့နိုင်ငံရေးဆောက်သွားမယ့်ကိစ္စတွေဒီ visa ကိစ္စစသဖြင့်အဲ့လိုမျိုးစာရွက်စာတမ်းကိစ္စတွေအောင်မြင်ပါဒါလည်းအောင်မြင်မှုပေါ့နော်ဒီနောက်ထပ်အောင်မြင်မှုတစ်ခုကကြတော့ဒီရဲ့ဘယ်လိုပြောမလဲဒီလူတွေပေါ့နော်ဒီရဲ့ Pi 3ကအဓိကအဖြစ်ကတော့စီးပွားရေးလုပ်တဲ့လူတွေကနာမည်ကြီးလာမယ်ကိုက public figure ပေါ့နော်ကိုကလူများကြားထဲမှာနာမည်ရလာပဲလူတွေအားကြခံရမယ်တည်ရမလားဩဇာအာဏာရှိမယ်ကိုပြောလို့ရှိရင်ပြီးတယ်ပြီးတော့ကိုကပေါ့နော် transector ဆိုတဲ့ဒီ trans တစ်ခုခုကိုလှုပ်လိုက်မယ်လူပြီးတော့အဲ့လှုပ်လို့အောင်မြင်လို့ကိုနောက်လိုက်မယ်လူတွေ
အများကြီးရှိလာတဲ့ပုံစံပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးတွေ့ရတယ်။ဘာတစ်ခုခုကိုစပြီးလုပ်လိုက်တဲ့သူကအောင်မြင်တဲ့ပေါက်မြောက်တယ်ဆိုတော့ပုံစံမျိုးလေးတွေမြင်ရတာမျိုးပေါ့နော်โอเคไพ่ทูလို့လည်းပေါ့နော်ไพ่ทูတို့မှာသတင်းကောင်းရောသတင်းဆိုးရောနှစ်ခုလုံးရှိတယ်အဓိကကတော့2026မှာလို့ပြောလိုက်လို့ရှိရင်သူကသတင်းကောင်းလိုက်ဆိုးလိုက်နှစ်ခုတွန်တွဲပြီးတော့ပါလာတာပေါ့နော်ဆိုတော့တွန်တွဲပါလာတဲ့ဟာလေးပြောလို့ရတယ်ဆိုတော့ကဘယ်နဲ့စပြောရမလဲဆိုကောင်းတာနှစ်ခုရှိတယ်ဆိုးတာတစ်ခုရှိတယ်ပေါ့နော်ဒါပေမဲ့ကောင်းတာလည်းဆိုတာဆက်မှုရှိတယ်ဒါပဲပေါ့ဆိုတော့ဆက်စချင်းပြောမယ်ဆိုလို့ရှိရင်ငွေကန်တဲ့ပတ်သက်တာအရန်ကောင်းတယ်ပေါ့နော်ဆိုတော့အရင်တော့ကဒီလိုစောင့်ဆိုင်နေတဲ့ကိစ္စတွေကိုကပေါ့နော် sacrifice လုပ်ထားတာကိုစွန့်လွတ်ထားတာကိုရင်းနှီးထားတဲ့ဒီပတ်စံတွေပေါ့နော်ဆိုတော့အဓိကအဖြစ်ကတော့စီးပွားရေးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်ကိုကရင်းထားတဲ့အရာတွေအရင်များတယ်ပေါ့နော်ဆိုတော့ခုခေတ်ဒီစီးပွားရေးလုပ်တဲ့လူတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့တည်လိမ့်မယ်ခုခေတ်ကမလွယ်တော့ဘူးအရင်ခေတ်တာထားပေါ့နော်အရာကဈေးတက်နေတယ်အရာကဈေးကြီးနေတယ်ဒီငှားကအစဒီလိုဝန်တန်းတွေပါတယ်လို့ငှားကအစပေါ့နော်ဒီလိုဆိုင်ခန်းဒီလိုအိမ်ခန်းကအစဈေးတက်နေတယ်ဈေးတက်နေတဲ့အတွက်ကြောင့်မို့လို့ဆိုတော့ကိုရဲ့ဒီ sacrifice လုပ်ထားတာပေါ့နော်ကိုရင်းနှီးမြှုပ်နှံထားတာတွေကိုအများကြီးပြင်ပန်းခံခဲ့တာကဒီရဲ့အကျိုးအမြတ်ဆိုတဲ့ငွေကြေးမြင်ရမယ်ပေါ့နော်ဆိုတော့ကိုရင်းနှီးထားတာတော့ပြန်မရသေးဘူးဆိုပေမဲ့ပေါ့နော်ကိုရင်းနှီးထားတဲ့ပမာဏကိုမိနိုင်နေဆိုတော့ခံစားချက်မျိုးရမှာပေါ့ဒါပေမဲ့ဒါလုံးဝအကောင့်ဘက်ဆောင်တဲ့အနေထားတစ်ခုပေါ့နော်ဒီခါကြီးမှာဒီလိုအနေထားကြီးနဲ့ကွာဒီလားဆိုတော့ကြောင့်မို့လို့ပေါ့နော်ဆိုတော့ပြီးတော့ the sun ကိုလည်းမြင်ရ the bear ကိုလည်းမြင်ရ the bear နဲ့ the sun ပေါ့နော် the sun ကတော့အဓိကအားဖြင့်ကသူကဟိုလိုဖြစ်တာဘယ်လိုလဲနေမီဆိုတဲ့တိတဲ့အတိုင်းပဲကွာကိုယ့်ရဲ့နာမည်ကတော်တော်ကြီးလာတယ်ကိုယ့်ရဲ့နာမည်ကျော်လာတယ်ကိုလောက်ခဲ့တဲ့ဟာတမီးရသလောက်ဆိုလို့ရှိရင်ဒီကလူတွေက9နှစ်ဝန်းကျင်လောက်ရှိပြီကိုလောက်ခဲ့တဲ့စီးပွားရေးက9နှစ်ဝန်းကျင်ရှိနေပြီလုံးဝဟိုအရှုံးပေးခြင်းနဲ့နေရှုံးပေးခြင်းနဲ့စိတ်တွေအများကြီးဖြစ်ခဲ့တဲ့ခေါင်းကိုက်တဲ့နေ့တွေလိုမျိုးခံစားရတဲ့အချိန်တွေခံစားရတဲ့နေ့တွေအများကြီးရှိနေတယ်ပေါ့နော်ဆိုတော့အများကြီးရှိမဲ့အတွက်ကြောင့်မို့လို့ဒီရဲ့ဘယ်လိုပြောမလဲဟိုပါပေါ့နော် blessing လေးပေါ့နော်ကောင်းချီးမင်္ဂလာလေးကအခုဒီနေ့မှာဖြစ်မဲ့ကောင်းချီးမင်္ဂလာလေးကအရင်ကြီးကိုပေါ့လုံးဝဟိုနိဗ္ဗာန်ပုံလေးကိုရောက်သွားတဲ့လိုမျိုးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဆိုတော့ဒီမှာဘာဖြစ်လို့ judgment ကြီးกว่าနေပေးနေလဲဆိုတော့သူကအစလုံးကဟို sacrifice လုပ်ခဲ့တဲ့ဟာကိုချက်ချင်းကြီးกว่าဒီလားပလိန်ကြီးချက်ချင်းကြီးဟောဖြစ်သွားတာပျောက်ကွယ်သွားတာပေါ့နော်ပျောက်ကွယ်သွားတာဒီလိုမကောင်းတဲ့ဟာတွေကနေချက်ချင်းအကောင့်ဘက်ကိုခြောက်သွားတဲ့သဘောမျိုးမတွေ့ရတယ်ပေါ့နော်ဆိုတော့ the sun ဆိုတဲ့ဟာလည်းအဲ့ဒီတိုင်းပဲပျော်ရွှင်မှုကိုစားကြည့်တယ်ကိုပျော်ရွှင်ရမယ်ကိုချမ်းဝမ်းသာရမယ်ကိုချမ်းသာနေမယ်ပေါ့နော်ဆိုတော့အဓိကအဖြစ်ကတော့လူကလေငွေရှိပြီးပြောရင်ရောက်ရှိလာတယ်ငွေရှိရင်အလုပ်တွေပါတယ်လုပ်ဖြစ်တယ်ပျော်တယ်အဲ့လိုပေါ့နော်ဆိုတော့ငွေလိုလောက်ရှိရဆိုလို့ရှိရင်ဒါတော်တော်ကောင်းတဲ့အခြေအနေလို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့တစ်ခုကတော့ the bear ကတော့ဒီမှာကြည့်ရတဲ့လောက်ဆိုလို့ရှိရင်ပေါ့ဒီမှာဟိုဘာတရဖူလေးတွေပါယူစောင်းတယ်ပေါ့နော် the bear လို့ပြောမယ်ဆိုရင်သူကစိန်ခံတဲ့အရာတွေမှန်သမျှကိုပြောချင်တာပေါ့နော်ဒီမှာဆိုလို့ရှိရင် luxury ပစ္စည်းတွေဒီမှာလားစားကောင်းတောက်ဖွဲတွေအဲ့လိုမျိုးပေါ့နော်ပြီး celebration ပွဲတော်ပြုလုပ်ခြင်းတွေစသဖြင့်အဲ့လိုမျိုးဟာမျိုးလေးအများကြီးတွေ့ရတယ်ပေါ့နော်ပြီးတော့တရဖူဆောင်းရတယ်ဆိုတော့ဒီရဲ့ဟိုဒါတွေလုပ်ငန်းရှင်တွေတနည်းအားဖြင့်ဆိုရင်လုပ်ငန်းရှင်တွေမှာပဲဒီလိုမျိုး type မျိုးရှိတာပေါ့နော်ဝန်ထမ်းဆိုလို့ရှိရင်ဒီလိုမျိုး type မျိုးရှိပတ်စံယူလိုက်မယ်စားမယ်တောက်မယ်အိမ်မယ်ပြီးဟိုလာထုတ်မယ်ဒါပဲဒီလိုလည်းပဲလေပတ်နေတာပေါ့နော်ဒါလုပ်ငန်းရှင်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုရင်းနှီးတွေလည်းအရန်များခဲ့တယ်ပေါ့နော်ကိုပဲချိန်မှမြတ်မလဲပဲချိန်မှမြတ်မလဲအများအားလို့ဟိုချောင်းနေရတဲ့ဘဝပေါ့နော်လိုမျိုးဟိုချောင်းနေတဲ့ဘဝကနေလွတ်မြောက်သွားပြီးတော့ဒီနှစ်အတော်တွင်းမှာမြင်ရတဲ့ငွေဝင်လမ်းကြောင်းတွေပေါ့နော်စတိုက်ဝင်တော့မယ်ဒီလမ်းကြောင်းကနေပေါ့ငွေတွင်းဆိုငွေကြောဒီရွှေပဲတူးမဲ့လို့ရှိလေရွှေကြောတွေ့တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အကျောကိုတွေ့ပါလိမ့်မယ်ပေါ့နော်ဆိုတော့အကျောကိုတွေ့ရတယ်ဆိုတော့ပုံစံအရဆိုလို့ရှိရင်ဒါ2နှစ်3နှစ်ရောက်တော့ EC ပဲ EC ဟိုဒီချစ်ချင်ရပါတယ်2နှစ်3နှစ် EC တော့မဟုတ်ဘူးနော်အကျောကိုတွေ့ရပြီ2နှစ်3နှစ်လောက်ဟ
customer ရမယ်လုံနိုင်တယ်ကိုင်နိုင်တယ်ဒီလိုပုံစံမျိုးလေးနဲ့တွားတာပေါ့နော်အဲ့ဒါကတစ်ဖက်အဲ့ဒါတော့တကယ်ကောင်းတဲ့အခြေအနေပေါ့နော်ဆိုတော့ကျမြင်ရတော့ဆိုလို့ရှိရင်ဒီလုပ်ငန်းစပြီး6လပိုင်းဝန်းကျင်ပေါ့နော်62ဆိုတော့အလဲမှာပဲအလဲလောက်မှာပဲစပြီးတော့မြင်ရလိမ့်မယ်ပေါ့နော်အဲ့မတိုင်ခင်လေအခြေအနေတစ်ဖြည်းဖြည်းတက်သွားမှာတက်တော့ဖြည်းဖြည်းချင်းတက်သွားပြီးတော့အဲ့လိုမျိုးဖြစ်တော့မှာပေါ့နော်ဆိုတော့အဲ့လေးရှိမယ်ပြီးတော့ဘာလို့ spare ကကျတော့လေဒီမှာဆိုလို့ရှိရင် take over what you no longer have ဆုံးရှုံးမှုတစ်ခုခုကြောင့်ခံစားရမှာမျိုးလေးတွေ့ရတယ်ပေါ့နော်ဒီဟာမတိုင်းရင်ဖြစ်သွားမယ့်ကိစ္စတခုရှိတယ် EH နဲ့ပတ်သက်တာတွေဘာလို့ EH နဲ့ပတ်သက်တာတွေအခုခဏတွေ့နေရတယ်မသိဘူးခေတ်က EH ခေတ်လားမသိဘူးတော့ EH နဲ့ပတ်သက်တဲ့ဟာတွေကြီးအများကြီးတွေ့ရတယ်ခဏတွေ့ရတာပေါ့နော်တော့ရင်ဖြစ်တာတွေပါလေအများကြီးရှိမယ်ပြီးတော့တခြားကိစ္စတွေရှိတယ်ပေါ့နော်ဆိုဘယ်လိုပြောအောင်လဲပြန်ပြီးတော့တတိယလာလေဒါမှမဟုတ်လို့ရှင်ငါလည်းမှားပါပြီလားဆိုပြီးတော့စိတ်ထဲမှာတခုဖြစ်ရတာလို့ပေါ့နော်အဓိကအဖြစ်ကတော့စမြန်သလောက်ဆိုလို့ရှိရင်အမေနဲ့ဖြစ်တာပေါ့အမေနဲ့သူနဲ့ဖြစ်တယ်သူနဲ့ခြားမှာဖြစ်လို့ဟိုကအမေဘက်ကိုချွေးတဲ့ဘုံမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးတွေရှိတယ်ဒါပေမဲ့ဒါစိတ်မကောင်းစိတ်ရကိစ္စတွေထဲကတစ်ခုပေါ့နော်ဆိုတော့ကိုနှမျောတယ်ကိုလုတ်ခဲ့တာဒီထဲမှာတော့အရာဆုံးအရာပါလဲဆိုတော့ဒီအရာပေါ့နော်အဲ့လိုပုံပဲမျိုးနားရရတယ်ကိုကကိုစိတ်ဘယ်လိုလဲနှိပ်စက်တဲ့စိတ်ဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဒါထပ်ပြောလို့ရှိရင်ပိုဆိုးပုံမှာဆိုလို့အဲ့လိုမျိုးဟိုတိကြတော့အရင်မပြောတော့ဘူးဘာဖြစ်လဲဆိုတော့ဒါကတော့လမ်းတစ်ဝက်မှာဖြစ်တဲ့ကိစ္စပေါ့နော်ဥပမာပြဒါငွေဝင်နေဒါပေမဲ့တစ်ဖက်မှာလည်းစိတ်ညစ်စရာကိုရှာနေတယ်လို့ဖြစ်နေတာပေါ့နော်ဆိုတော့မေးလို့မရဘူးပတ်စံဝင်နေတယ်မမေးလို့မရဘူးပေါ့နော်ဒီပုံစံမျိုးဘာကြောင့်ပတ်စံနေလဲဆက်ဆက်မှုရရှိနိုင်တယ်ဒီရဲ့ customer တယောက်နဲ့ကိုနဲ့စိတ်ဝမ်းကွဲပြီးတော့ဟိုသူ့ကိုဆက်ပြီးတော့မခေါ်လိုက်ရတာပေါ့နော်ဒီပုံစံမျိုးလည်းဖြစ်နိုင်တယ်မှာဆိုလို့ရှိရင်ဒီမှာဆိုရင်ဖြစ်နိုင်တော့ကခုနကတော့ပြောတဲ့ဒီ relationship ကိစ္စအမေနဲ့ပတ်သက်ပြီးတော့ဖြစ်သွားတဲ့ relationship ကိစ္စရယ်နောက်တစ်ခုကကြတော့ဒီဟိုပါပေါ့နော်စီးပွားရေးကြောင့်ကိုလက်တွေ့ခဲ့တဲ့လူပေါ့နော်အဲ့ဒီလူကစီးပွားရေး partner ပေါ့နော်အဲ့လူကနာမည်ကြီးတဲ့လူနာမည်ရှိတဲ့လူပေါ့နော်ဒီရဲ့နေပေတယ်မှာနာမည်ရှိတဲ့လူကိုလိုချင်တဲ့နေပေတယ်မှာနာမည်ရှိတဲ့လူအဲ့လိုပေါ့နော်နာမည်ကြော်ကြားတဲ့လူအဲ့လူနဲ့ကိုနဲ့အဆက်အသွယ်ဖြစ်လိုက်တာလက်တွေဖြုတ်လိုက်တဲ့သဘောမျိုးမှတွေ့ရတယ်ပေါ့နော်ပြီးတော့ကိုကဆိုတော့ကျန်ဒီမှာပေါ့အယောပုံစံတွေ့ရတာမျိုးပေါ့နော်အယောပုံစံတွေ့ရလဲဆိုတော့ဒီကိစ္စမှန်လို့လည်းပြောလို့မဟုတ်မှားတယ်လည်းပြောတာမဟုတ်ဘူးတော့ဒါပေမဲ့ဒီမှာတွေ့ရတဲ့ကိစ္စအရာဆိုလို့ရှိရင်တခုသူ့ဘက်ကနေဖောင်းသွားတာသူကကိုယ်ဒီလိုလှုပ်ချလိုက်တာဘာလို့လှုပ်ချလိုက်တော့ကိုကဘယ်လိုပြောအောင်လဲမခံနိုင်လို့လှုပ်ချလိုက်လို့ပေါ့အဲ့လိုမျိုးပဲတွေ့ရပါတယ်ဆိုတော့ကြောင့်မို့ဟိုဒါမှန်ဒီဖြစ်စေမှားဒီဖြစ်စေအဓိကအဖြစ်ကတော့ကိုရဲ့ limit အတွင်းမှာကိုနေပေါ့နော်ကိုရဲ့ limit ကနေပျောက်သွားတယ်ကိုရဲ့ limit ကိုကြော်ပြီးလောက်ခိုင်းနေလို့ဘာလို့ဆိုလို့ရှိရင်တော့ဒါရေမြင်တင်ပါတယ်အဲ့လိုလေးရှိတယ်ပေါ့နော်ပြန်တော့တစ်ခါကျတော့အချစ်တဲ့တွေ့ရမယ့်ကိစ္စတွေရှိတယ်ပေါ့နော်အချစ်တဲ့တွေ့ရမယ့်ကိစ္စတွေကြက်တွေ့ရပါတယ်ဆိုတော့ဒီအချစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောခင်ပါဒါကျမဒီအချက်နဲ့ပတ်သက်ပြီးတော့ဘောနော်အစီအစဉ်တွေအပ်လို့ရတာရယ်ဒါကတော့ reading နေမေးလို့ရတာရယ်ပြောပြချင်ပါတယ်ဒါတို့ reading ကတော့3ခုကို2000 package ရှိပါတယ်ပေါ့နော်တစ်ခုကတော့1000ပေါ့နော်ပုံမှန်ဈေးလေးဖြစ်ပါတယ်ပြီးတော့ကိုကတော့ဒီအချက်နဲ့ပတ်သက်ပြီးတော့ကိုလိုချင်တဲ့လူ crash ပဲဖြစ်ဖြစ်ကိုရဲ့ဒီအမျိုးသားနဲ့ကိုရဲ့အမျိုးသားနဲ့ပဲဖြစ်ဖြစ်ကိုရဲ့အိမ်နောက်ပတ်ကိုရဲ့အချစ်တူနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဘယ်သူအားဖြင့်အမျိုးသမီးပဲဖြစ်ဖြစ်သူတို့နဲ့အဆင်ပြေခြင်းနဲ့ပို့ပြီးတော့ဟိုဆက်ဆံရေးကောင်းမွန်ချင်တယ်ဆိုလို့ရှိရင်ဒီမှာဆေးအစီလေးရောင်းပါတယ်ပေါ့နော်ဆိုတော့ဆေးအစီကတော့ဟိုလောရတလားဆိုလို့ရှိရင်3 to 4 ml 3 ml ကိုဇကာ4000ခွဲနဲ့ရောင်းချနေတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့back to the reading ပေါ့နော်ဒီမှာဆိုလို့ရှိရင်အခြေအနေနဲ့ပတ်သက်ပြီးလို့ရှိရင်เนาะဒါကဟိုကန်ကောင်းမယ်ဒီနေ့ကန်ကောင်းမယ်ပေါ့နော်ဆိုတော့ဒီနေ့ကန်ကောင်းဖို့ရှိတယ်ပြီးတော့ဒီ anchor ကိုကြည့်ရမယ်ဆိုလို့ရှိရင်ကိုကပေါ့နော်ဟို single မဖြစ်တဲ့လူတွေကတော့ single ဖြစ်တဲ့လူတွေကတော့ရေးစားရမယ်ဒီရေးစားရပြီးတော့လူရှိအစစ်တစ်စစ်တက်ပြီးတော့ကိုဒီလာဆောင်တဲ့ကိစ္စတွေတွေ့ရတယ်ပေါ့နော်ဂျူဝါတဲ့ကိစ္စတွေတွေ့တယ်သူနဲ့ကိုနဲ့လက်တွဲရမယ်ဆိုတဲ့ကိစ္စတွေပေါ့နော်ကိုရဲ့ soulmate ကိုရှာတွေ့ပြီဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်ပြီးတော့တော့ကြတော့ဒီ single တွေမှာဆိုလို့ရှိရင်
ဘာလဲဆိုကိုယ်ငယ်တငယ်ချင်းကိုယ်ရင်းနှီးပြီးသားလူပေါ့နော်အနှစ်တည်းကျရင်းနှီးပြီးသားလူကချစ်သူဖြစ်လာတာမျိုးကိုလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်တော့ alone but not lonely ပေါ့နော်ဒီမှာဆိုရင်ဘာလို့အလုံးကက်ကြလာလဲဆိုတော့မသိဒီမှာရုပ်တရက်ချင်းနော်မသုံးကက်လုံးကကောင်းနေပြီးမှအလုံးကက်ကိုသွားရောက်နေတာဒီမှာတော့ဟိုပေါ့40 30ပေါ့နော်4ပုံတစ်ပုံကဒီလိုဘယ်လိုပြောမလဲကိုယ့်ကိုပြန်ရှာဖွေတဲ့ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်ကိုကဘယ်လိုပုံစံမျိုးအချစ်ချင်းကိုလိုချင်တာလဲဘယ်လိုရီးစားမျိုးဘယ်လိုအိမ်နောက်ဘက်မျိုးလိုချင်တာလဲပြန်ပြီးတော့ရှာဖွေရတဲ့ပုံစံမျိုးလေးတွေ့ရတယ်တွေ့ရတယ်ပေါ့နော်ဒီဘက်3ခုကတော့ဒီပုံစံကိုတွေ့ပြီးရတယ်တပြိုင်နက်တည်းကိုချစ်တဲ့လူကိုရယူတာမှလိုက်တော့ပေါ့ဒီနှစ်မှာကံကောင်းတဲ့အချိန်ကြီးလဲကံကောင်းတယ်ငွေကြီးလဲကံကောင်းတယ်လူကြီးဟာလည်းတစ်ခုပဲနေဖြတ်နေတာပေါ့နော်ကျမ်းမာရေးလည်းနည်းနည်းကြီးဆိုင်ဖို့ဖြစ်တယ်ပြည့်ပြည့်ရတဲ့ဒီထဲမှာဆိုရင်ကျမ်းမာရေးနည်းနည်းတော့ပြောကောင်းလို့ဆိုတော့ကျမ်းမာရေးကြီးမှတစ်ခုရုပ်တရက်ဖြစ်လာနိုင်ချေရှိတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ the strong ဆိုတဲ့ဟာလေးကိုလည်းတွေ့ရတဲ့ကြောင့်ပေါ့နော်ဆိုတော့ကျမ်းမာရေးကူဆိုင်ပါဖြစ်တယ်လို့မနေနဲ့အလုပ်တွေထားလို့ဆိုပြီးတော့ကုန်းလုံးတော့မလုံးနဲ့ပေါ့နော်ကျမ်းမာရေးဆိုတာကဒါပိုဒီမရှိရေပုံမှန်တော့အဲ့လိုမျိုး1 data နှုတ်ရင်အဲ့လိုပေါ့အဓိကအဖြစ်ကတော့ကိုယ်လည်းလှုပ်ရှားလေရအောင်လုပ်ပေါ့နော်ဆိုတော့ကြပြောရှင်တဲ့အရာကတော့ true တွေတော့မရှိတော့ဘူးဒါကတော့ပုံစုံသွားလို့ပြောမှာပဲဒီနှစ်အတော်အတွင်းမှာကံကောင်းဆုံးဖိုင်လို့ပြောလို့ရှိရင်မမှားဘူးပေါ့နော် okay နောက်ထပ် reading မှာကျွန်တော်တူပြန်ဆုံးကြမယ်နော်တက်တာ hello everybody this guy first house time is like bad day ဒီနေ့ part 1 လေးတွေအတွက်ပေါ့နော်ဒါကနည်းပြပြပြောမှာဖြစ်ပါတယ်ဆိုတော့နောက်ထပ်လာမယ်ဒီ2026ပေါ့နော်လာမယ့်2026တော့မဟုတ်ဘူး2026ပဲ2026မှာmajor changes တွေပေါ့နော်အဓိကပြောင်းလဲမဲ့အပြောင်းလဲတွေကဘာဖြစ်မလဲအဓိကဘဝအပြောင်းလဲအချိုးစစ်တွေကဘာဖြစ်မလဲဆိုတော့ကိုစကားပြပြမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာပေါ့နော်ဒါကတော့ခုနကဆွဲလိုက်တဲ့ဟာဘာဖြစ်လို့ဆွဲထားတာလဲလို့ပြောလိုက်လို့ရှိရင်အချိန်ကြီးကောင်းမှာဆိုလို့ပေါ့နော်ဆိုတော့ဒီနေ့ကဒီ team lead တွေနဲ့အရင်ကြည့်ပြပါမယ် team lead တွေနဲ့ကြည့်ပြီးတဲ့ပုံစံအရဆိုလို့ရှိရင်passion ပေါ့နော် passion ဆိုတာကကိုဖြစ်ချင်တဲ့ဆန္ဒကိုလိုချင်တဲ့အရာကိုလုပ်ချင်တဲ့အရာတွေကိုစိတ်ဝင်စားတဲ့အရာတွေပေါ့နော်ပို့ပြီးတော့ကြီးထွားလာမယ်ဒီရဲ့2026မှာအများကြီးတစ်နှစ်လုံးပေါ့နော်ကြီးထွားလာမယ်ဆိုတဲ့ဟာလေးကိုမြင်ပါတယ်ဆိုတော့passion လို့ပြောလိုက်လို့ရှိရင်ဝါသနာပဲဖြစ်စေဒါကိုလုပ်ချင်တဲ့အရာတွေတစ်ခုအရာတွေတစ်ခုပဲဖြစ်စေပေါ့နော်အမျိုးမျိုးဖြစ်နိုင်တယ်ဆိုတော့လုပ်ချင်တဲ့ဟာတွေကတော်တော်လေးအခြေအနေကောင်းတဲ့အချိန်မှရှိတယ်ဒီဇင်ဘာမှာအလုပ်စဖြစ်နေတယ်ပေါ့နော်သဘောကဒီတစ်နှစ်လုံးမှာကိုကပေါ့ဒီလိုချီချိုးပန်းထိုးကိုဝါသနာပါတယ်ဆိုလို့ရှိရင်ဒါချီချိုးပန်းထိုးနဲ့ဒီဇင်ဘာမှာအလုပ်စပြီးတော့ထောင်ဖြစ်သွားမယ်အလုပ်စလုပ်ဖြစ်မယ်ပေါ့နော်ဆိုတော့အမစ်ကြည့်ရတဲ့ပုံစံရဆိုလို့ရှိရင်เนาะဒါဒီဇင်ဘာမှာဆိုရင်ဘယ်လိုပြောရမလဲအဲ့ဒီအလုပ်သစ်အခွင့်အလမ်းတွေပွင့်လာမဲ့အချိန်တွေကိုသွားပြီးတော့တွေ့ရတယ်ပေါ့နော်ဆိုတော့ဘောကဒီအလုပ်သစ်အခွင့်အလမ်းတွေကိုဖွင့်ရတဲ့အချိန်ဆိုတာကဟိုပါပေါ့နော်သူကသူပွင့်တဲ့အချိန်ကိုသွားပြီးရောက်လာလိမ့်မယ်ဆိုတော့အဓိကကတော့ကိုယ်မှရှိတဲ့ဒီအရေးအချင်းပေါ့နော်အရေးသွေးကိုဖြစ်ချင်တဲ့ဆန္ဒတွေကတကယ်ကံကောင်းတဲ့အချိန်နဲ့သွားပြီးတော့ဒီဇင်ဘာမှာတိုက်နေလိမ့်မယ်ပေါ့နော်အဲ့တော့ဒီရဲ့မြင်းကိုတွေ့ရတယ်ဒီမြင်းကြီးကိုလည်းတွေ့ရတယ်မြင်းကိုလည်းတွေ့ရတယ်ပေါ့နော်ဒါကလူတွေတော့သိမလားမသိတော့မသိဘူးကျကဒီမှာပြောလို့ဆိုဒါကဟာမီးရဲ့အမှတ်အသားပဲပေါ့ဟာမီးဆိုတာကဒီဆက်သွယ်ရေးတွေဆက်ဆံရေးတွေနဲ့ဆိုင်တဲ့နတ်ပေါ့နော် messenger ဆိုတာကဖြစ်ချင်တဲ့ဆန္ဒတွေကိုပြောသူကလက်ဖျားတွေကိုဈေးစီကိုသွားပြီးတော့သတင်းသွားပေးတဲ့နတ်ပေါ့နော်အဲ့လိုနတ်မျိုးကိုတွေးတဲ့အချိန်ကျတော့ကျမ်းမြင်ရတဲ့ပုံစံဆိုလို့ရှိရင်ဒါကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုကတိတ်လေးပေါ့နော်ဒီ behind the scenes မှာအကောင့်ထဲပေါ်နေတယ်ဒီဇင်ဘာကြလို့ရှိရင်လုံးဝဒီအခွင့်အရေးနဲ့လုံးဝတိုက်ပြီးတော့ဒီလိုဖြစ်လာနိုင်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့တစ်ခုကတော့ဒါကတော့ major life changes တွေကနောက်ဆုံးပိုင်းကိုရောက်သွားပြီဘာလို့နောက်ဆုံးပိုင်းလဲဆိုဒီဇင်ဘာကဒါနောက်ဆုံးလာပဲလေနော်ဆိုတော့ဒါ ultimate အနောက်ကနေအရှိကိုပြန်သွားနေတယ်လို့ဖြစ်နေ
ဒါပေမဲ့ဒီကောင်လေးကအရင်ဆုံးဆွဲတာနဲ့ပေါ်တာဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်ပြောလိုက်တာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကတော့ the book ဆိုတဲ့ဟာလေးတွေ့ရပေါ့နော်ဒါကတော့ Lino Market တွေကတော့ရှင်းပါတယ်ဆိုတော့ Lino Market က the book ဆိုရင်ဒါစာအုပ်ပဲစာနဲ့ပတ်သက်တာပေါ့နော်ဒါပေမဲ့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီရဲ့ဟာဒီက occult ဆိုတာကမော်ပညာဘက်ကိုပြောတာမော်ပညာနဲ့သက်ဆိုင်တဲ့အလုပ်တွေပေါ့နော်မော်ပညာနဲ့သက်ဆိုင်တဲ့ဒီဘယ်လိုပြောရမလဲမော်ပညာလို့ပြောလိုက်လို့ရှိရင်လေဘာသာရေးတွေလည်းပါပြီးသားပေါ့နော်ကျတို့ကဒီတော်တော်များများကိုမော်ပညာလို့ပြောလိုက်လို့ရှိရင်ဘာသာရေးမပါဘူးထင်တာမှန်တော့မော်ပညာလို့ပြောလို့ကဘာသာရေးတွေလည်းညွှဲတယ်ပေါ့နော်ဒါလည်းလူတွေသိပြီးတော့မသိကြလို့ဖြစ်တဲ့ကိစ္စပေါ့နော်လောကီပညာပေါ့နော်လောကီပညာနဲ့ဒီဘာသာရေးတွေကfunction ချင်းတူတူပဲပေါ့နော်ဆိုတော့ဒီလို energy အများကြီးထဲကနေကျတို့ကလိုချင်တဲ့ energy ကိုသွားပြီးတော့ယူသုံးတာပေါ့နော်ဆိုတော့ဖះခုံတော်တွေပွားတယ်ဆိုတာကဖះစီကနေ energy တွေယူသုံးနေတယ်ဆိုတဲ့သဘောကျတို့ရဲ့ဒီ net တွေကနေnet တွေကိုဒီမှာအိမ်မှာစင်တူတွေထားရတယ်ဆိုတဲ့ဟာကလည်းဒါ net တွေရဲ့ energy ကိုယူတဲ့သဘောအဲ့ဒီသဘောမျိုးပဲပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်စာအုပ်ကို knowledge ကိုမြင်တယ်ပေါ့နော်အဓိကတော့စာအုပ်ဆိုတာတော့ knowledge ပေါ့နော်ဆိုတော့ကိုသိတော်တဲ့ knowledge တွေကိုဖြည့်ဆည်းထားဖို့လိုတယ်လုံးဝမဲ့အရာတွေကိုက skill ရှိဖို့လိုတယ်ပေါ့နော် skill စီအတွက်ကတော့အများအား knowledge ကတော့အရင်တော့လည်းမတူဘဲနဲ့ပုံစံပြောင်းသွားတာပဲရှိတယ်ဘယ်လိုပြောမလဲအရင်တော့ဆိုလို့ရှိရင်စာအုပ်တွေအနေနဲ့တွားတယ်ဘယ်တော့ခွာတော့ online internet စသဖြင့်အဲ့လိုနေရာမျိုးတွေမှာပို့ပြီးတော့ knowledge တွေကရှာလို့ရတယ်ပေါ့အဓိက knowledge ဖြစ်ရင်အဆင်ပြေပါတယ်အဲ့တော့အရင်တော့ကဒီလိုပေါ့နော်တော်တော်များများက teachers တွေဆရာတွေဘာတွေအဲ့လိုမျိုးများတယ်ဆိုတော့အခုခေတ်ကကြတော့ဆရာတွေကလေအများများတယ်ပေါ့နော်ဆရာတွေများတယ်ဆိုတော့အတူတူဆရာတွေအများများတယ်online ပေါ်မှာအတူတူဆရာတွေဒီ blogger တွေများတယ် blogger တွေကလည်းဒါ teaching လုပ်ပေးတာပေါ့နော် knowledge တွေဖြန့်ဝေပေးတဲ့လူတွေလည်းဖြစ်တယ်ပေါ့နော်ဒီမှာဒါကြောင့်ဆက်ဆက်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်ကိုယ်တိုင်က blogger ဖြစ်သွားနိုင်တယ်ကိုယ့်ရဲ့ဒီဝါသနာပေါ်အရင်ခံမျိုးဒီဇင်ဘာမှာ blogger ဖြစ်သွားနိုင်တယ်ဆိုတဲ့သဘောမျိုးလည်းတက်ရောက်နေတယ်လို့မျိုးဒီဇင်ဘာမှာကိုယ့်ရဲ့ passion အနေနဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင်ကိုလုပ်ချင်တဲ့အရာကို design မလုပ်ချင်တယ်ဆိုလို့ရှိရင်ဒီအနောက်မှာ knowledge တွေစုဆောင်းရမယ်ဆိုတဲ့သဘောမျိုးလဲ research အပိုင်းကိုပို့ပြီးတော့လုပ်တင်နေဆိုပြီးတော့လဲပြောလာတာမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီဇင်ဘာမတိုင်ခင်ကိစ္စတွေကတော့ရှုပ်ထွေးမှုရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီမှာ7 of one's energy ရှိမယ်775တဲ့လားဆို one's energy ရှိမယ်ပြီးတော့ဒီကောင်လေးကကြတော့ဒီကောင်ကကြတော့ဟိုပါဘောနော်ကိုမဟုတ်ဒါကကိုကိုလာမကောင်းကြတဲ့လူတွေပေါ့နော်ကိုကိုကလိန်တချစ်ကြတဲ့လူတွေကိုပေါ်ညွှန်းလာတဲ့ကတ်ဖြစ်ပါတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဒီမှာဆိုလို့ရှိရင်ကိုလုတ်ခဲ့တဲ့အရာတွေကနေဒီဘက်ချန်ကိုသွားမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီလုတ်ခဲ့တဲ့အရာဖြစ်ခဲ့မဲ့အရာလေးတွေကဘာလေးတွေဖြစ်မလဲပေါ့နော်ဒီမှာဆိုလို့ရှိရင်7ဆိုတော့သူကဂျားကာလာပေါ့နော်12လပိုင်းကနေဒီ9လပိုင်း6လပိုင်းကနေ12လပိုင်းအတွင်းမှာပေါ့နော်ဒါကတော့9လပိုင်းဝင်ရှင်လို့သူကတော့ပြောရတယ်ဒါပေမဲ့အဲ့ဒီဂျားတဲ့ကာလမှာဆိုရင်သူတို့ကိုနဲ့ပေါ့နော်အပြိုင်အဆိုင်တွေအရန်ကြီးများလာလိမ့်မယ်ခုခေတ်ကအပြိုင်အဆိုင်အရန်များတယ်ပေါ့နော်ဆိုတော့ online မှာလည်းလူတိုင်းကလည်းကိုပုံတွေကိုတင်ကြတာလို့ပေါ့နော်အပြိုင်ဆိုင်တွေလုပ်နေကြတာပေါ့နော်ဆိုတော့ကြောက်ဖို့တော့ကောင်းလာအောင်အပြိုင်ဆိုင်တွေများလာလိမ့်မယ်များလာတယ်ဆိုပေမဲ့အမစ္စတီယာတလောက်ပေါ့နော်ဆိုကြည့်ရတလောက်ဆိုရင်ဒီမှာဒါကဟိုပါပေါ့နော်ကိုလာတက်ခဲမဲ့လူတွေရှိတယ်ဒီတက်ခဲမဲ့လူတွေကအတန်တိတ်သွားမဲ့သဘောမျိုးပေါ့နော်ဆိုတော့အဓိကဖြစ်ကတော့သူလုတ်ခဲ့တဲ့ဒီမကောင်းမှုကိုပုံမှာလုတ်ခဲ့တဲ့ဒီအတင်းပြောတာပေါ့နော်ဒီမှာဆိုလို့ရှိရင် swaps ပါတဲ့အတွက်ကြောင့်လို့အတင်းပြောတာ ਨੇ ပတ်သက်ပြီးတော့ပဲကြက်ပြောချင်ပါတယ်ဆိုတော့ဒီမှာဆိုရှင်ကိုအတင်းပြောတာအနောက်မှာသဘောဝလေးလေးနေပြောတဲ့လူကသူ့ဘာသာသူပဲပေါ့နော်အတရေဖြတ်သွားလိမ့်မယ်ဆိုတော့ပြောချင်တာကဒီလူကမယုံရဘူးဘာလို့ဆိုပြီးတော့ဒါတခြားလေပဲမှာသူ့ရဲ့နာမည်စုံနဲ့တွားပြီးတော့ကြော်ကြားမဲ့သဘောမျိုးမရှိရပေါ့နော်ဒါတော့ကိုယ်လုံးမဲ့လူတွေကပြန်ခံရမှာပြီးဒီတစ်ခုကကြတော့ကိုကသူများနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်ကိုကအတာတယ်ပေါ့နော်ဒါပေမဲ့အများကြီးစူးစမ်းရမယ်ပေါ့နော်တာသွားမယ်but ဒါပေမဲ့စူးစမ်းရမယ်ပေါ့နော်ဆိုတော့ကိုထင်ထားသလားမဟုတ်ဘူးဘယ်လိုပြောကိုထင်ထားတာထပ်ပို့ပြီးတော့
စူးစမ်းမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြန်လာတစ်ခုကကျတော့ဒီမှာဆိုလို့ရှိရင်ကိုနဲ့အရင်တုန်းကဒီရဖြစ်ခဲ့တဲ့လူတွေပေါ့နော်ကိုနဲ့အရင်တုန်းကမတည့်ခဲ့တဲ့လူတွေကကိုယ့်ရဲ့တငယ်ချင်းတွေပြန်ဖြစ်သွားမယ်ဆိုရင်နမိတ်လေးတွေကိုလည်းမြင်ရတယ်ပေါ့နော်ဆိုတော့သူနဲ့ကိုနဲ့ကအဲ့လိုသဘောထားချင်းမတိုက်ဆိုင်လို့တခုခုပေါ့နော်အဲ့လိုမျိုးသူနဲ့ကိုနဲ့စကားတွေများကြတယ်ဟိုရှင်တွေဖြစ်ကြတယ်ခိုင်ဆက်ရှင်လက်တွေပါလာတဲ့မျိုးရှိနိုင်နေပေါ့နော်ဆိုတော့အဲ့လိုလူတွေကကိုယ့်ရဲ့တငယ်ချင်းတွေပြန်ဖြစ်သွားမောဟာပြီးသူ့အကြောင်းလည်းကိုအကြောင်းလည်းသူသိဆိုတဲ့ပုံစံမျိုးနဲ့ဒီသူနဲ့ကိုနဲ့ကတငယ်ချင်းပြန်ဖြစ်သွားမယ်တဘောမျိုးလေးမှရှိတယ်ပေါ့နော်ဒါတော့ life changes ပုံစံမျိုးကိုမြင်ရတာလေးပြပြလားပြန်လာတော့ခုကပေါ့နော်ဆိုတော့နောက်တစ်ခုကတိဆောက်ရမယ့်အပိုင်းဆိုတာကတများဘယ်လောက်ဆိုလို့ရှိရင်ဒီမှာ cascade ဆိုတဲ့ဟာကိုသွားပြီးတော့မြင်တယ် cascade ဆိုတဲ့ဒီကောင်ကကြတော့မသိဘူးတော့ဒီကောင်ကဟိုဟာနဲ့ဘယ်လိုပြောမလဲအခေါင်းကိုပြောတာပေါ့နော်ဒီမှာဆိုတော့ကိုယ့်ဘဝကနေထွက်သွားတဲ့လူကတဲ့ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ဘဝမှာလူတစ်ယောက်ထွက်သွားတယ်ဒါမှမဟုတ်ရင်အခြေအနေတစ်ခုခုပြောင်းလဲသွားတယ်ပေါ့နော်အခြေအနေတစ်ခုခုကပြီးဆုံးသွားတယ်ဆိုတဲ့သဘောမျိုးကိုပြောတာပြည့်ဒီမှာပေါ့နော် the wheel ကိုတွေ့တယ်ဆိုတော့ cascade နဲ့တွားပြီးတော့ချိန်လိုက်မယ်ဆိုရင်တန်ရောစင်အမြင်လေးတွေတွေ့တယ်ပြီးတော့ကိုယ့်ရဲ့ဘဝမှာကိုယ့်ရဲ့ဘဝနဲ့သက်ဆိုင်တဲ့အရာဆိုတော့ဒီမှာကိုယ့်ရဲ့ချစ်သူဟောင်းပေါ့နော် EH နဲ့ H နဲ့ပတ်သက်ပြီးတော့တွေ့တယ်ပေါ့နော်ဆိုတော့ဒါကတော့အချစ်ရေးလို့ပြောလိုက်လို့ရှိရင်တော့မဟုတ်ဘူးဒါပေမဲ့ဒါကဟိုအမှန်တကယ်လူဆိုတာပေါ့နော်ချစ်ရေးရဲ့တခြားဘာညာအရေးရနေအကုန်လုံးကဒီလိုထိတ်ဆက်မှုရှိရပါပေါ့နော်ဆိုတော့လူက vibrate လုပ်တယ်ပေါ့နော်လူကကိုယ့်ရဲ့ energy တွေကိုထုတ်ဖော်လေးရှိတယ်အဲ့တော့ကြောင့်မလို့ဒီရဲ့ဘယ်လိုပြောမလဲဟိုဟာဒီနဲ့ပေါ့နော်အချစ်ရေးလူမှုရေးစီးပွားရေးအကုန်လုံးက interconnected ချိတ်နေတယ်အကုန်လုံးကချိတ်ဆက်မှုရှိနေတယ်ပေါ့နော်လူကိုယ်ထဲမှာဟိုခွဲလိုက်တယ်ဆိုလို့ရှိရင်တော့မှဒီ energy ရေးရနဲ့ပတ်သက်ပြီးလို့ရှိရင်တော့မတူတော့ဘူးပေါ့နော်စိတ်ကြည်လို့လုပ်တဲ့ energy နဲ့ထွက်လာတဲ့ energy နဲ့ဟိုစိတ်မကြည်ဘဲနဲ့လောက်တာလောက်ရမှာပေါ့နော်အလုပ်ကတော့လောက်ရမယ်စိတ်မကြည်လို့လုပ်လိုက်တဲ့ထွက်လာတဲ့ energy နဲ့ကကွာခြားတယ်ပေါ့နော်ဆိုတော့ပြန်လာတော့ကိုကကြတော့ personal strength and peace that's a short ဘာဆိုလို့ရှိရင်လားအရင်ဆုံးဒီကောင်နှစ်ခုကိုရင်ပြောလိုက်ဆိုတော့ဒီရဲ့အတန်ရောစင်နေအမြင်တွေပြက်ပြီးတော့သူနဲ့ကိုနဲ့ကကွဲသူနဲ့ကိုနဲ့ကွဲပြီးတော့အဲ့လိုပေါ့နော် move on ဖြစ်သွားပြီးတော့ပို့ပြီးတော့လှလာတာပို့ပြီးတော့ပေါ့နော်ဆိုတော့အောင်မြင်မှုဘဝအောင်မြင်မှုပို့ပြီးတော့အာရုံစိုက်လာနိုင်တဲ့သဘောပါလေးတွေကိုချက်ကတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီကောင်ကြီးကတော်တော်လေးတော့ပြင်းထန်တဲ့အားလို့ပြောလို့ရတယ်ပြင်းထန်တဲ့ energy ပေါ့နော်ဘယ်လိုလဲဆိုတော့ဒီ testing နဲ့ hierophants နှစ်ခုလုံးကဒီ major ထဲမှာပါတယ်ပေါ့နော် major ကထဲမှာပါတယ်ဒါကြောင့်မလို့ life changing နဲ့ပတ်သက်ပြီးတော့ကိုမှာမရှိတဲ့အရာတွေကိုပြန်ပြီးယူလာနိုင်မယ်ဆိုတော့ကိုကပေါ့နော်အရင်တော့ကကြောက်ပြီးတော့မပြောထွက်တဲ့အရာတွေအရင်တော့ကကြောက်ပြီးတော့မလုပ်ရဲတဲ့အရာတွေမလုပ်ဖြစ်ဘူးငါနဲ့မတန်ဘူးငါနဲ့မထိုက်တန်ဘူးဆိုပြီးတော့ဖြစ်နေတဲ့ခံစားချက်တွေပေါ့နော်ခံစားချက်တွေရောဒါပေါင်းမင်းဆက်ဆက်ရေးမှမပြောရဲတဲ့အရာတွေအားလုံးကကိုပြောရဲသွားမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီအောင်မြင်မှုမှာပတ်သက်တဲ့အရာတွေပေါ့နော်ဒီဟာတွေလုပ်နိုင်တယ်ဆိုလို့ရှိရင်အောင်မြင်မယ်ပေါ့ပြီးတော့တနည်းအားဖြင့်ဆိုလို့ရှိရင်ဒီဟာတွေတင်ယူပြီးလို့ရှိရင်အောင်မြင်လာမယ်တဖြည်းဖြည်းနဲ့အဲ့လိုမျိုးပေါ့နော်ဆိုတော့ပြောချင်တဲ့ပေါ့ကပြီးတော့နောက်တစ်ခုကကျတော့ဒီရဲ့ hierophant ကိုမြင်နေဆရာသမားတက်တွေတွေ့ရမယ်ပြီးတော့ကိုလိုချင်တဲ့ဆရာပေါ့နော်ကိုဖြစ်ချင်တဲ့ပုံစံကိုလိုချင်တဲ့ဆရာဆက်ဖြစ်ကိုနဲ့အရင်နီးစပ်တဲ့ဆရာကိုဟိုပုံစံ type ပေါ့နော် type ချင်းရင်ကြိုက်နေဆရာတယောက်ကိုတွေ့လိမ့်မယ်ပေါ့နော်တွေ့ဖို့များတယ်ပြီးတော့ဆိုတော့ဒီရဲ့ तू อ่ะပေါ့နော် तू ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် तू ကကိုလိုချင်တဲ့ဒီမှာ the book ဆိုတော့ဒီကိုလိုချင်တဲ့ knowledge တွေကိုလိုချင်တဲ့ဗဟုသုတတွေကို provide လုပ်ပေးနိုင်တယ်ပေးနိုင်တယ်ပေါ့နော်ဆိုတော့တစ်ခုကကျတော့စာလုံးတဲ့ကိစ္စတွေနဲ့ပတ်သက်တယ် learning ကတော့ဘယ်တော့မှရက်တက်လို့မရဘူးဒီရဲ့ pi 1ကလူတွေကဘယ်လိုပြောမလဲ personality ကပေါ့နော်ဆိုတော့နည်းလေးဘယ်လိုဖြစ်မှာအားနာတက်တယ်ပြောရဲဆိုရင်မရှိဘူးပေါ့နော်ပြောရဲဆိုရင်မရှိဒါပေမဲ့ဒီရဲ့နှစ်မှာကတင်ယူရမှာကအများကြီးပဲဆိုတော့အာမနာတက်ဖို့တင်ယူရမယ်လို့အစုံပဲပေါ့နော်အဲ့တော့အဓိကကပေါ့နော်အာမနာတက်ချင်းတွေဘာတွေအများကြီးရတယ်ဆိုတော့ပတ်ဝန်းကျင်ဒီလိုဆရာကောင်းသမားကောင်းတွေပြီးတော့ဒီမှာစာအုပ်တွေပေါ့နော်စာအုပ်စာပေတွေစာအုပ်တွေဖတ်ရင်းနဲ့ဟိုကိုကပို့ပြီးတော့ပေါ့နော်စံတက်ရင်းနဲ့သူကတတိတဖြည်းဖြည်းရှိလာမဲ့သဘောမျိုးလေးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီရဲ့ဖိုင်းမှာတော့အဓိကဟို
ပြန်ပြီးတော့ခြုံငုံပြီးတော့သုံးသပ်ရမယ်ဆိုလို့ရှိရင်မြင်တာကစာလုပ်တဲ့ကိစ္စတွေမြင်တယ် personal success အောင်မြင်မဲ့ကိစ္စတွေမြင်တယ်ကိုလိုချင်တဲ့ကိုဖြစ်ချင်တဲ့ passion ပေါ့နော်ကိုလုပ်ချင်တဲ့အရာတွေကိုကိုအောင်မြင်လုပ်နိုင်မယ်ဒီရဲ့netတွေကလည်းကိုလာအားပေးမယ်ဆိုတဲ့သဘောမျိုးလေးတွေကိုလည်းတွေ့ရတယ်ပြီးတော့စာပေါ့နော်စာနဲ့ပတ်သက်တာရှိမယ်ပြီးတော့နောက်တစ်ခုကကျတော့ challenge တွေနဲ့ပတ်သက်ပြီးတော့ဘာလဲchallenge အသစ်တွေကိုလည်းမြင်ရမယ်အဲ့ဒီ challenge အသစ်တွေကိုလည်းစူးစမ်းအောင်မြင်မဲ့အပြင်ကိုဒီမကောင်းတာဆိုတော့ sorry ဆိုတော့သူကိုနဲ့မကိုက်တဲ့လူကိုနဲ့ဘောနော်ရန်ဖြစ်ပြီးတော့ဘယ်လိုမျိုးအခဲမကြည့်တဲ့လူတွေကိုပြန်ပြီးတော့ဘယ်လိုပြောရမလဲ enemies to friends ပေါ့နော် enemy ကနေ friends တွေပြန်ဖြစ်သွားမယ်သဘောမျိုးလေးမှာရှိရပေါ့နော်ဆိုတော့ဒီရဲ့ concept မှာတော့ glamour magic god ပါတယ်ပါတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်ပြောမယ်ဆိုလို့ရှိရင်เนาะကျွန်မဒီ glamour magic နဲ့ပတ်သက်ပြီးတော့သင်တန်းလေးလည်းရှိတယ်ပြီးတော့ magic နဲ့ပတ်သက်ပြီးတော့ professional glamour ရှိတယ်ပေါ့နော်လောလောဆယ်ပေါ့နော်ဆိုတော့ glamour ဆိုတဲ့သဘောကကိုလာပြီးတော့ကိုကလာပြီးတော့တိုက်ခိုက်ခံရတယ်ဆိုလို့ရှိရင်ကိုကတန်နေဆိုတာကိုချစ်သွားစေမဲ့အရာလေးတွေဖန်တီးတာပေါ့နော်ပြီးတော့ကိုက interview တွေပဲရှောက်တယ်ဆိုလို့ရှိရင်နေရာပိုရတာမျိုးပေါ့နော်အဲ့ဒါလေးမျိုးလေးကိုပို့ပြီးတော့ဦးစားပေးတယ်ပေါ့နော်အဲ့ဒါလေးပို့ပြီးတော့ဖြစ်နိုင်ချင်ရှိတယ်ပို့ပြီးတော့သူများထပ်ပေါ့ privilege ပေါ့နော်ပါစာပေးခံရတာမျိုးတွေကိုပြောချင်တာပေါ့နော်ဒါတော့ opinion နဲ့ပတ်သက်တာဒါတော့တင်နေလေကျွန်မအများကြီးဖွင့်လှစ်ထားတယ်ပေါ့နော်ဆိုတော့နောက်ဆုံးတစ်ခုကတော့ self care ကိစ္စနဲ့ပတ်သက်ပြီးပြောမှဖြစ်ပါတယ်အဲ့တော့ဒီခြားထဲမှာကျန်းမာရေးကိုလည်းနည်းနည်းကြည့်ချင်တယ်ဆိုတော့ကြောင့်မို့လို့ကြည့်အောင်ဆိုတော့ဒီကလူတွေကလေthinking အရင်များတဲ့အတွက်ကြောင့်မလို့ကိုယ့်ဘာသာကိုပေါ့နော်ဆိုတော့တယောက်ထိုင်နေမဲ့အချိန်လေးတွေကိုတေချာပေးလို့လို့လည်းပေါ့နော်ဆိုတော့သူများနဲ့တူသွားပြီးတော့စကားပြောတာဖြစ်ပါဖြစ်ဆိုလို့ရှိရင်သူကအာယုံတွေနောက်သွားတယ်ပေါ့နော်အဲ့လိုအာယုံတွေနောက်ချိသွားတယ်ပြီးတော့ကိုငငယ်လေးနေပြီးစဉ်းစားရတဲ့အချိန်ကြာမှာအဖြစ်ပေါ်လာတဲ့ကိစ္စတွေအများကြီးတွေ့ရတတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့တော့50-50ပြောတာပေါ့နော်ကိုတော့ကိုအချိန်ကုန်ပြီးလို့ရှိရင် spend time with friends နေချင်းတွေနဲ့ကို hobby တွေပေါ့နော်ကိုဖြစ်ချင်တဲ့အရာလေးဒီလို passion တွေဆိုလို့ရှိရင်ဒါ passion တူတဲ့လူတွေနဲ့တူသွားပေါင်းနေဆိုရင်ဒါကိုလို့ချင်တဲ့ဆန္ဒတွေကပို့ပြီးအပေါင်းထဲပေါ်ဖြစ်တဲ့ပွားတယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ pressure သူတို့ရဲ့ energy တွေပါတဲ့အတွက်ကြောင့်မလို့ပို့ပြီးအကောင့်ထဲပေါ်ပြတ်သွားမယ်တဘောမျိုးကိုပြောချင်တာဖြစ်ပါတယ်ဒါကျမရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှမဖြစ်ပါနဲ့ပေါ့နော်ဘာမှစိတ်ပူစရာမလိုဘူးအဲ့လိုပေါ့နော်ပြင်ပန်းလို့ဖြစ်တဲ့အရာလေးရှိတယ်ဒါပေမဲ့အများကြီးလည်းရှိပြန်ကောင်းပါလိမ့်မယ်ပေါ့နော်ဆိုတော့အခုဒီကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် reading လေးကိုလို့ရှိနေဆိုလို့ရှိရင်တော့ reading tarot reading ပေါ့နော်မိကုံ3ခုကို2000နဲ့ရမှာဖြစ်ပါတယ်ဒါ package စီပါဒါဒီလို tarot မိကုံဆိုလို့ရှိရင်တော့မိကုံတစ်ခုကို1000ဖြစ်ပါတယ်ဆိုတော့အားလုံးကိုကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာအတူပြန်လဲဆုံတွေ့ကြပါပါတတာ